ဒါလေးကပါတူလေးပေါ့နော်ပါတူလေးဆိုတော့ခါကျတော့ချိန်လေးကတက်မယ်တက်ပြီးတော့လို့ရှင်မင်းတို့တိုင်းရှည်လုပ်မယ်ပေါ့နော်တိုင်းရှည်ကိုမင်းတို့ကတပေါက်တစ်ခါစီသွားမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ခါကျဒီနားလေးရဟာလေးကိုတော့မင်းတို့ကြော်ခဲ့လိုက်မယ်ကြော်ခဲ့လိုက်ပြီးတော့ဒီမှာကဒီဖွမီ3ခါကိုမင်းတို့ကတိုင်းရှည်တစ်ခုအနေနဲ့သတ်မှတ်လိုက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာလေးကိုကြော်ခဲ့လိုက်တာပါနော်တကယ်လို့မှတိုင်ရှည်အနေနဲ့သုံးချင်တယ်ဆိုလို့ရှိရင်သုံးလို့ရတယ်ပေါ့နော်အခုမင်းတို့ကြော်ခဲ့လိုက်မယ်အဲ့တော့ဒီအပေါက်ကလေးကိုကြော်ခဲ့လိုက်မယ်ချိန်လေးကတက်ထားတယ်ဒီဘက်ဘေးအပေါက်မှာတိုင်ရှည်လာမယ်နော်ဒီမှာတစ်ပေါက်ရပါပြီအပေါက်က16ပေါက်ဖြစ်အောင်ဖြစ်လောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာတစ်ခါရသွားပြီတစ်ပေါက်ရသွားပြီပေါ့နော်တစ်ပေါက်ရသွားပြီဖွမီတစ်ခါချမယ်ဒီဘက်ဘေးကက်ရက်မှာပဲတိုင်ရှည်ထပ်ပြီးတော့သွားမယ်နှစ်ပေါက်ရပါပြီဖွမီတစ်ခါချမယ်ပြီးတော့ဒီကက်ရက်မှာပဲတိုင်ရှည်တစ်ခါထိုးမယ်မင်းတို့အဲ့လိုပပတ်လေကိုနော်ဒီတိုင်ရှည်တစ်ခါဖွမီတစ်ခါဆိုပြီးတော့ဒီအဆုံးထိသွားပါမယ်နော်အပေါက်ကိုရေးလို့ရှိရင်16ပေါက်ရှိရပါမယ်နော်ဆိုတော့မင်းတို့ဒီမှာကနောက်ပိတ်ဆုံးဒီမှာတိုက်ရှိရောက်ပြီးသွားပြီပေါ့နော်အဲ့တော့ခါကျမင်းတို့ဒီမှာက16ခုရှိမရှိကိုဒီမှာပြန်ရေးကြည့်ပါမယ်เนาะဒီလိုချားလေးတဲ့ကိုဒါတစ်ပေါက်လို့ခေါ်ပါเนาะ1 2 3 4 5 6 9 10 11 12 13 15ရေပြီးတော့လို့ရှိရင်ဒီဘက်ဘေးရဟာကဖွန်မီတစ်ခါချထားပြီးသားเนาะဒါတိုက်ရှိပြီးဖွန်မီတစ်ခါချပြီးသားဟာလေးကိုဒီဘက်ကိုလှမ်းဆက်မယ်ဆိုလို့ရှိရင်16ပေါက်ရောက်သွားပြီเนาะအပေါက်16ပေါက်ရောက်သွားပြီဒီလိုအပေါက်ကလေးတွေเนาะအပေါက်ကလေး16ခုရောက်သွားပြီဆိုလို့ရှိရင်မင်းတို့ကဖွန်မီ3ခါတက်ပြီးတော့ဒီထဲမှာအဖူးလေးလုပ်မယ်ပေါ့เนาะအဖူးလေးလုပ်မယ်ဆိုတော့တိုက်ရှိပုံစံအတိုင်းကိုမှအရင်ဆုံးတပင်လေးချွတ်မယ်ပေါ့เนาะပြီးရင်ကျိုးတင်ပြီးတော့လို့ရှိရင်နောက်ထပ်တိုက်ရှိထပ်ပြီးတော့ကောက်မယ်တပင်ပဲချွတ်မယ်ကျိုးတင်မယ်နောက်ထပ်တိုက်ရှိတစ်တိုင်းထပ်ကောက်မယ်ပြီးရင်နှစ်ပင်ကိုပဲချွတ်မယ်เนาะဒီလိုမျိုး၄ခုလေးဖြစ်တဲ့ချိန်မှာတစ်ခါတည်းဆွဲထုတ်ပါဒါအဖူးလုပ်တဲ့ပုံစံမျိုးလေးပါเนาะပြီးတော့ရင်ဖွန်မီ1 2 3ခါလာပါမယ်အဲ့လိုပဲဒီလိုကြားပေါက်လေးထဲမှာတိုင်ရှိကိုတစ်ခါပဲချွတ်မယ်เนาะတိုင်ရှိတစ်ခါချွတ်ပြီးနောက်တိုင်ရှိကိုလည်းတစ်ခါပဲချွတ်မယ်နောက်တိုင်ရှိကိုလည်းလိုတစ်ခါပဲချွတ်မယ်เนาะနှစ်ပင်တစ်ခါပဲချွတ်မယ်ချွတ်ပြီးတော့လို့ရှိရင်ဒီဥစ္စာလေးကိုအကုန်လုံးပြန်ဆွဲထုတ်လိုက်ပါအဲဆိုလို့ရှိရင်အဖူးလေးရသွားပြီပေါ့เนาะကြားထဲမှာကဖွန်မီ3ခါလာမယ်မင်းတို့အဲ့လိုပုံစံမျိုးနဲ့ဒီလိုကြားအပေါက်ကလေးတွေเนาะဒီလိုအပေါက်ကလေးတွေเนาะအဲ့လိုအပေါက်ကလေးတွေမှာဒီလိုအဖူးလေး16ခုရအောင်ထိုးသွားပါမယ်ဒီဆုံးလိုက်ရောက်လို့ရှိရင်ပြန်တွေ့မယ်เนาะကဲနောက်ပိတ်ဆုံးဒီအပေါက်ကလေးမှာပါမင်းကအဖူးလေးတုပ်ပြီးသွားပြီเนาะဒီမှာ2 4 6 80 12 14 16เนาะ16ခုရပြီးသွားပြီအဲ့တော့မင်းတို့ကထုံးစံအတိုင်းပဲဖွန်ပြီး3ခါနဲ့ဒီကောင်ကိုပထမဖို့ကိုလာပြီးတော့ချိတ်ဆက်လိုက်မယ်ပေါ့เนาะအဲ့တော့နောက်ပိုင်းလေးမှာပြန်တွေ့မယ်เนาะ